ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးပါရမီဖြည့်ရာကာလပါရမီနှုတ်စဉ်ကာလဗာရဏသီပြည်မှာအလွန်ဆင်းရဲတဲ့သူဆင်းရဲတယောက်ဖြစ်ဘူးတဲ့လဲလည်းမရှိနွားလည်းမရှိဘာလောကစားတော်ရတော့ဆိုထင်းခုတ်ပြီးတော့ကိုယ်တိုင်ထမ်းရောက်ရတယ်တော်တယ်ဘုရားမနဲ့စောစောပစိုးပိုင်းလေးပခုံးဝတင်ဓာလေးထမ်းပြီးတော့တော်တယ်ဝင်သွားတော်တယ်ကထင်းလေးကိုခုတ်သူတနိုင်ထမ်းပိုးရွက်ပြီးတဲ့အခါကျတော့ဗာရဏသီမြို့တွေကိုပြန်လာထင်းစည်းတွေချရောက်လို့ရတဲ့ငွေလေးတွေမှာသမင်းဆံလေးဝယ်ပြီးတော့ချက်ပြုတ်စားတော့ရတဲ့ငွေနဲ့ဘဝကိုရည်တည်ပြီးတော့နေရအလောင်းတော်ကြီးလည်းပဲဆင်းရဲတဲ့ဘဝကိုရောက်ဘူးတဲ့တနေ့တော့မနဲ့စောစောတော်ရဲကိုထင်းကုန်မလို့ဆိုပြီးတော့ထွက်လာအဲ့ဒါတော်တဲ့ရောက်လို့ရှိရင်စားဖို့လို့ဆိုပြီးတော့သူဗန်ထက်လာတော့ဆိုတော့မြားကကြံတဲ့သမင်းကြားလေးရဲ့ငပိလေးလက်မလောက်ရှိမယ်ထင်ပါတယ်အဲ့ဒီငပိပုံလေးရဲ့ငပြောပတ်လေးနဲ့ထုံပြီးတော့ပစိုးနွယ်လေးကိုဝဲလို့ဘေးတတ်တဲ့အင်းကြီးတော်မပါဘူးတဲ့ပစိုးအောင်လေးတစ်ထည်ပခုံးပေါ်တင်းလို့ဓမ္မလေးခါကြထိုးပြီးတော့မနဲ့စောစောထွက်လာဒီထင်းခုတ်ပြီးလို့ရတဲ့ငွေနဲ့မှဆံဝယ်ရမယ်ဆံဝယ်ပြီးတော့မှထမင်းချက်ရမယ်ဆိုထမင်းကညားကကြမ်းတဲ့ထမင်းညာလေးထည့်လာစောဒီထွက်လာမြို့တော်ကရောက်တဲ့အခါကျတော့အဲ့ဒီမှာပြည့်စေကဗုဒ္ဓခန္ဓာမရဏတောင်းတာပြည့်စေကဗုဒ္ဓရှင်သူများကလည်းပဲဗာရဏသီပြည်တွေကိုဆွမ်းခံဝင်လို့ကြွတော်မူလာတာဒီကလည်းမနဲ့စောစောသင်္ကုတ်ကိုတော်တယ်ကိုအထွဲအဲ့ဒီပြည့်စေကဗုဒ္ဓနဲ့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးနဲ့မြို့တကားဝမှာသွားဆုံးတဲ့အခါကျတော့ဘုရားလောင်းတော်ကြီးကစဉ်းစားတယ်ဩလောကမှာလူချင်းတူပါလေအကျိုးပေးခြင်းမတူဘူးဘာဖြစ်လို့ကြိုးပေးခြင်းမတူတာတော့ဆိုလို့ရှိရင်ကံကြီးမတူလို့ဘာဖြစ်လို့ကြိုးပေးခြင်းမတူတာလဲကံကြီးမတူလို့ပဲတတ္တဝါတွေဟာကံဖန်ပြီးဒီလိုဖြစ်ကြရတာပဲတတ္တဝါတွေရဲ့အာကိုရာဟာကံတရားပဲလို့အဲ့ဒီတော့လောင်းတော်ကြီးရှင်းသားမိပြီးတော့ပြည့်စေကဗုဒ္ဓရဲ့နိနာကိုသွားလို့လက်ဥချီမို့ရှိခိုးပြီးတော့လျှောက်ထားတယ်ရှင်ဘုရားတဲ့ဘယ်ကိုကြွမှာလဲတခါလေငါဗာရဏသီမြို့လေးကိုဆုံးခံဖို့လို့ကြွလာတယ်ရှင်မြတ်ဆုံးခံဖို့ကြွလာမယ်ဆိုရင်တပည့်တော်မှာပါလာတဲ့ဆွမ်းကိုတပည့်တော်ကတနာတော်အားဖြင့်အလိုခံတော်မူပါဗျာဆွမ်းကတော့ညကကြံတဲ့ထမင်းကြံလေးဖြစ်နေလို့အေးဆက်နေပါတယ်ဗျာဟင်းကတော့ကောင်းပြီဆိုတဲ့ဟင်းတစ်ခုမှမပါပါဘူးဗျာငပိလေးလက်မလောင်လေးဖုတ်ပြီးတော့ထည့်လာ